အားလုံးပဲမင်္ဂလာပါရှင်မိမိတို့တုံးဝန်ကစိန်နဲ့ပလက်တီနမ်ဆိုင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မိမိဒီနေ့ပြပေးမယ့်ဟန်ချင်းလေးတွေကတော့ background အောက်ပြပေးပါဆိုတဲ့ချစ်ရတဲ့ကကာတို့တောက်ဆိုချက်များအရမိမိတို့ပြပေးတာပဲဖြစ်ပါတယ်ရှင်မိမိတို့ပြပေးမယ့်ဟန်ချင်းလေးကတော့ဘောလုံးပတ်တောင်းပစ္စည်းကိုရင်ပြရတယ်ငါယိုးနဲ့ဆက်ထားတယ်ပေါ့နော်ဟန်ချင်းလေးဖြစ်ပါတယ်ရှင်ဟန်ချင်းလေးကပေါ့ပါဝတ်ချင်တဲ့ကကာတို့အတွက်ကျန်းလဲခံတဲ့ဈေးနှုန်းနဲ့တက်တက်တာလေးပဲဖြစ်ပါတယ်ရှင်ကရန်စီလေးကတော့ 0.89 ပဲဖြစ်ပါတယ်ရှင်အရန်ကိုလှတော့လေးပဲเนาะချစ်လေးတို့အတွက်ခုပြပေးမဲ့ဟန်ချင်းလေးကတော်တော်လေးအကျန်းခံပါတယ်ချစ်တို့ရေဒီလေးကိုလည်းအဆင်ပြေထသွားလာတော့ကိုလည်းအဆင်ပြေတဲ့ဟန်ချင်းလေးတွေပါရှင်ကိုကာလာဟန်ချင်းလေးပေါ့နော်ကိုကာလာ 80k ဟန်ချင်းလေးတွေပါအရန်လှတော့ပဲเนาะတေချာလေးမြင်အောင်လို့မိမိအနီးကပ်လေးတေချာလေးပြပေးထားပါတယ်ရှင်ခုပြပေးမဲ့ဟန်ချင်းလေးကတော့ every ကိုကာလာဟန်ချင်းလေးပဲဖြစ်ပါတယ်ရှင်ဒီဂရန်ချင်းလေးရဲ့ဂရန်ချင်းဒီဟန်ချင်းလေးဂရန်ချင်းကတော့ 0.58 gram နဲ့ပေါ့ပါနဲ့လက်ဆောင်မဲပေးထသွားလာသွားပဲကိုအဆင်ပြေမှာဖြစ်ပါတယ်ရှင်လှတော့လေးတွေပါเนาะချစ်လေးတို့ရေအရင်လာတော့ဟန်ချင်းလေးတွေပါတန်ငင်းဆက်ဆိုတော့လည်းအကျန်းခံပါတယ်ရှင်မိမိအနီးကလေးတေချာပြပေးထားပါတယ်เนาะပေါ့ပါနဲ့လှတော့လေးတွေပါရှင်လက်ဆောင်မဲပေးကိုရာမဲဝေအားလုံးအဆင်ပြေစေမဲ့ဒီဇိုင်းလေးတွေပါရှင်ချစ်ရတဲ့ကကာတို့ပြပြပြပေးတာပဲဖြစ်ပါလေရှင်ခုပြပေးမဲ့ဟန်ချင်းလေးတွေကတော့အဝိုင်းပြားဟန်ချင်းလို့ခေါ်ပါတယ်ရှင် 80k ကလာတဲ့အဝိုင်းပြားဟန်ချင်းပုံစံလေးတွေပါရှင်ဒီဟန်ချင်းလေးတွေဆိုရင်ကျုံးနဲ့လည်း1 set ဖြစ်ပါတယ်ရှင်ဒီဟန်ချင်းလေးရဲ့ gram ညာဆိုလို့ရှိရင် 0.58 gram ပဲဖြစ်ပါတယ်ရှင်သူက extension ပါ adjust ပါပေါ့နော်ခုနလက်မခွဲအထိလက်တိုင်းနည်းနည်းလက်လေးနည်းနည်းပြည့်တဲ့ကကာတို့အတွက်လည်းဝတ်ဆင်လို့ရမှာပဲဖြစ်ပါတယ်ရှင်လှတော့လေးပါရှင်အနီးကပ်ပြပြပေးပါမယ်ရှင်ခုနရင်ဖြစ်ကိုလက်နေတာပဲရှင်အဝိုင်းပြားလေးကိုလီလီတန်ဝင်းဆက်နဲ့ဆက်ပြီးတာဖြစ်တဲ့အတွက်ဝေးရတာအကျန်းလက်ခံပါတယ်ရှင်ပေါ့ပါနဲ့လှတော့လေးပါရှင်ချစ်တဲ့ကကာတို့အတွက်မိမိအနီးကပ်လေးပဲပြပေးတာပဲဖြစ်ပါလေရှင်တုံးခုလုံးမိမိရှင်းပြီးပြပေးထားပါတယ်နော်